AI တွေတောင်ဖတ်လို့မရတဲ့ကမ္ဘာအထူးဆန်းဆုံးလှုပ်ဝက်စာအုပ်ဒုတိယကမ္ဘာစစ်ကရန်သူစကားဝတ်တွေကိုအလွယ်တကူဖော်ထုတ်နိုင်ခဲ့တဲ့ထိပ်တန်းထောက်လှမ်းရေးပညာရှင်တွေကနေစလို့ဒီကနေ့ခေတ်စွမ်းဆောင်ရည်အမြင့်မားဆုံး AI စူပါကွန်ပျူတာတွေအထိဘယ်သူမှဖတ်လို့မရအဖြေရှာလို့မရတဲ့စာအုပ်အုပ်ကမ္ဘာပေါ်မှာရှိရဲဆိုတာသင်ယုံပါသလားဒီစာအုပ်ထဲမှာရေးထားတဲ့ဘာသာစကားဟာကမ္ဘာပေါ်ကဘယ်လူမျိုးရဲ့ဘာသာစကားနဲ့မှမတူသလိုဆွဲထားတဲ့ပကြီးကားတွေဟာလည်းကျွန်တော်တို့ကမ္ဘာမြေပေါ်ကအရာတွေနဲ့လုံးဝမတူညီပါဘူးအတိအကျပြောရရင်ဒီစာအုပ်ဟာလူသားတွေရေးခဲ့တာဟုတ်မဟုတ်ဆိုတာတော့ဘယ်သူမှမပြောနိုင်ပါဘူးတမိုင်းတစ်လျှောက်အကြီးမားဆုံးဗဟေရီဖြစ်တဲ့ Voynich လှုပ်ဝက်စာအုပ်အကြောင်းကိုဒီနေ့ဖော်ထုတ်ကြည့်ကြရအောင် History Hub မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ channel ကနေဒီနေ့တော့ကမ္ဘာအတော်ဆုံးပညာရှင်တွေကိုရွတ်သွတ်သွားစေလောက်တဲ့အထိခေါင်းစားစေခဲ့တဲ့ဖြည့်ရှင်းမရသေးတဲ့လှုပ်ဝက်စာအုပ်ကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1932ခုနှစ်မှာ Wilfrid Voynich ဆိုတဲ့ရှေးဟောင်းစာအုပ်ရောင်းဝယ်သူတဦးဟာအီတလီနိုင်ငံကရှေးဟောင်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာဒီစာအုပ်ကြီးကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ပါတယ်။စာမျက်နှာ240ပါဝင်တဲ့ဒီစာအုပ်ကိုတရေပြားပေါ်မှာရေးသားထားတာပါ။အံ့ဩစရာအကောင်းဆုံးကစာအုပ်ထဲကအကြောင်းအရာတွေပါပဲ။အပိုင်း6ပိုင်းခွဲထားတဲ့ဒီစာအုပ်ထဲမှာကဘာပေါ်မှာလုံးဝမရှိတဲ့ထူးဆန်းတဲ့အပင်တွေအစိမ်းရောင်အရေကန်တွေထဲမှာရေချိုးနေတဲ့ကိုလုံးတီအမျိုးသမီးတွေနေဖွဲ့စည်းနဲ့မတူတဲ့ဂျိုနှက်ခတ်တာရမြေပုံတွေနဲ့စေဝါဖော်ဆက်နေလို့ယူဆရတဲ့မှတ်တမ်းတွေကိုအပြည့်စုံရေးဆွဲထားပါတယ်။ပိုပြီးထူးဆန်းတာကစာအုပ်ထဲမှာဖြတ်ထားတဲ့အရာမှားရေးထားတဲ့အရာပြင်ထားတဲ့အရာတစ်ခုမှမရှိရပါပဲ။အရာအလုံးကိုအမှားယွင်းမရှိပြည့်ပြည့်စုံအောင်ရေးသားထားတာပါ။ခေတ်သစ်သိပ္ပံပညာရှင်တွေကကာဗွန်နီးပညာသုံးပြီးစစ်ဆေးကြည့်တဲ့အခါဒီစာအုပ်ဟာAD 1400ပြည့်နှစ်ဝန်းကျင်လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ကပြုလုပ်ခဲ့တာလို့အတည်ပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘသူရေးခဲ့လဲဆိုတာတော့အခုထိအဖြေမထွက်သေးပါဘူး။ theory အများပြားရှိပါတယ်။တချို့ကဒါဟာအလေခေတ်ကစုံမတွေသုံးခဲ့တဲ့လှုပ်ဝက်မော်စာအုပ်လို့ဆိုကြပါတယ်။တချို့ကလည်းဒီပကြီးကားတွေနဲ့နက်ခတ်ပုံတွေဟာကမ္ဘာပြင်ပကဂျိုသားတွေရေးသားခဲ့တဲ့သူတို့ရဲ့ဇာတိမြေပုံတွေလို့ယုံကြည်ကြပါတယ်။တခြားပညာရှင်တွေကတော့ဒါဟာအလေခေတ်ကလူတွေကိုလိမ်လည်လှည့်စားပြီးငွေရှာဖို့တမင်ဖန်တီးထားတဲ့ဒိတ်ပဲမရှိတဲ့စာအုပ်အုပ်ပတ်သက်ပဲလို့သုံးသပ်ကြပါတယ်။မကြာသေးခင်နှစ်ပိုင်းတွေအတွင်းမှာကမ္ဘာအတော်ဆုံး AI ပညာရှင်တွေဟာ Deep Learning နည်းပညာတွေသုံးပြီးဒီစာအုပ်ကိုဘာသာပြန်ဖို့စူးစမ်းခဲ့ကြပါတယ်။ AI ကဒီဘာသာစကားဟာ Hebrew ဘာသာစကားနဲ့အနည်းဆက်ဆုံးတူညီတယ်လို့ခန့်မှန်းခဲ့ပေမဲ့ဝါကျတွေရဲ့အဓိပ္ပာယ်ကိုတော့တဘာဝကျဘာသာပြန်ဆိုနိုင်ခြင်းလုံးဝမရှိခဲ့ပါဘူး။အစစ်မြစ် AI တွေတောင်မှဒီနှစ်600တက်တန်းရှိတဲ့စာအုပ်အရှိမှာလက်မြောက်ရှုံးပေးခဲ့ရပါတယ်။လောလောဆယ်မှာတော့ဒီစာအုပ်ကြီးကို American နိုင်ငံ Yale တက္ကသိုလ်ရဲ့ရှေးဟောင်းစာကြီးတိုင်းမှာလုံခြုံစွာတင်ဆက်ထားပါတယ်။ကြည့်ရှုသူတို့ကရောဒီစာအုပ်ကြီးဟာဂျိုသားတွေရဲ့မှတ်တမ်းလား။မော်စာအုပ်လား။ဒါမှမဟုတ်တမိုင်းမှာအကြီးမားဆုံးနှိမ့်စားမှုကြီးတစ်ခုလားဆိုတာကိုဘလို့ထင်မြင်မိလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။ဒီလိုလူသိနေပြီးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းဝင်ဗဟေတိတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ History Hub မြန်မာကိုအခုပဲ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။